Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Road to Fit 90 Day Challenge ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီနေ့ကတော့82ရက်မြောက်နေ့ပါဒီနေ့ကတော့ကျွန်တော်အတွက်ဆိုရင်တော့ပူဒေးဖြစ်မှာပါပူဒေးအတွက်လေ့ကျင့်ခန်းနေမလုပ်ခင်မှာတော့ကျွန်တော်အကျော်လျှော့လိုက်ပါရခင်ဗျာတခုလို့ကျွန်တော်ကတော့လေ့ကျင့်ခန်းနေမလုပ်ခင်မှာဆိုရင်လည်းအရင်ဦးဆုံး full body ကိုတွေးပူအကျော်လျှော့လုပ်ပါတယ် dynamic stretching ပေါ့ဗျာအခုလို့ကျော်လျှော့လုပ်တာဟာခန္ဓာကိုယ်ရဲ့ကိုတွေးတွေလည်းပူစေလို့မဆယ်တွေကိုလည်း activate ဖြစ်တာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ကိုကတကယ်လို့လေ့ကျင့်ခန်းနေ weight training တွေလုပ်မယ်ဆိုရင် muscle injury ရဖို့လည်း chance နေပါတယ်ခင်ဗျာအဲ့တော့ကြောင့်မို့ကျွန်တော်ကတော့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်ဘယ်တော့မှအချိန်မရဘူးဆိုရင်လည်းကျွန်တော်ကတော့တွေးပူအကျော်လျှော့လုပ်ပါတယ်တွေးပူအကျော်လျှော့လုပ်တာလည်းလေ့ကျင့်ခန်းလုပ်တဲ့အစိတ်ပိုင်းတစ်ခုလိုပဲသတ်မှတ်ထားပါတယ်ကျွန်တော်တို့တွေကအရင်တော့ဆိုရင်တွေးပူမလုပ်တော့ဘဲနဲ့တခါတည်းတန်းပြီးကောင်းမလိုက်တဲ့အချိန်ကြီးရှိခဲ့ပူပါတယ်အဲ့လိုမျိုးဆိုရင်နောက်ပိုင်းကျတော့တချို့နေရာတွေမှာဆိုရင်လုံးဝ injury တွေဖြစ်တယ် injury ကြီးမားမဖြစ်ပေမဲ့အကျောညက်တာတွေအကျောမှာတဖြည်းဖြည်းနဲ့စုံနေလက်မောင်းဘယ်လိုခေါ်မလဲရှိုတာတွေညံ့နေတာအဲ့လိုမျိုးတွေဖြစ်ခဲ့ပူပါတယ်အဲ့အတွက်ကြောင့်မို့ဒီခုကတော့အဲ့ဒီဟာတွေကိုကျွန်တော်ကတော့ဆင်ကျင်ပြီးတော့ကျွန်တော်လေ့ကျင့်ခန်းနေမလုပ်ခင်မှာဆိုရင်အရင်ဆုံးတွေးပူအရင်လုပ်ပါတယ်အချိန်မရအောင်ဆိုရင်တော့မှလေ့ကျင့်ခန်းလုပ်တာကို short ပြီးလုပ်လိုက်ပါတယ်တခုလို့တွေးပူအကျော် short တော့မဖြစ်မနေလုပ်ပါတယ်တွေးပူအကျော် short လုပ်တဲ့အချိန်ကလည်း9မိနစ်6မိနစ်လောက်ပဲကြာပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်မလို့အရင်ကြီးအချိန်ပေးရတာတော့မဟုတ်ပါဘူးအဲ့ဒါလေးကိုတော့ကျွန်တော်တခြားလေး short ပြပါတယ်အဲ့ဒါပြီးတော့မှကျွန်တော်က weight training တွေလုပ်ဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရင်ကျွန်တော်ကအဲ့ဒါ shoulder တွေကို short နေတာဖြစ်ပါတယ်ကျွန်တော်တခုလို့အကျော် short ရတဲ့အောင်လည်းအစတုန်းကဆိုရင်တော့ပြင်းပါတယ်နောက်ပိုင်း short နေကြဖြစ်လာတော့ခါကျတော့တော်တော်လေးကိုအဆင်ပြေသွားတယ်ပြီးရင်နောက်တစ်ခါကျတော့အကျဉ်းရသွားတာပေါ့နော်အကျော်မ short ဘဲနဲ့ဆော့ရင်တော့ကိုလုံခြုံမှုမရှိတော့လို့ခံစားရပါတယ်အခုလိုအကျော် short ပြီးဆော့လိုက်ရင်အကျော်တွေ short ပြီးသွားပြီအကျော်တွေပြော့နေပြီမဆယ်တွေ activate ဖြစ်နေပြီအမှန်ကန်ဖြုတ်လို့ရပြီဆိုတဲ့စိတ်ရစေပါတယ်ကိုယ်စိတ်ကို secure ဖြစ်တာပေါ့နော်โอเคအဲ့ဒါတော့အကျော် short နေတာလေးပါလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာ 1 2 3 4 5 6 8 9 10 โอเคပြင်ချောက်လေးရမ်းမယ်ရှင်းနောက်โอเคပြင်နောက်တစ်ဖက်ရမ်းမယ်1 2 3 4 7 8 9 10โอเคပြင်ဘေးတိုက်လေးရမ်းမယ်1 2 3 4 5 6 7 8 9 10 โอเคပြင်နောက်တစ်ဖက်ရမ်း1 2 3 4 5 6 7 8 9အခုကတော့လေ့ကျင့်ခန်းနေလုပ်ပြီးတော့ပါမယ်ဒီနေ့ကပူဒေးဆိုတော့ကျွန်တော်အရင်ဆုံးအခုလိုလက်ပူတောင်းနဲ့စားလိုက်ပါတယ်ခင်ဗျာဒီလေ့ကျင့်ခန်းကတော့ကျွန်တော်ရဲ့နောက်ကျောမဆယ်တွေအဓိကအပြင်ဝင်းမဆယ်တွေကိုပို့ပြီးထိစေပါတယ်ဒီလေ့ကျင့်ခန်းဆော့တဲ့အချိန်မှာဆိုရင်ကျွန်တော်ကဆွဲတဲ့အချိန်မို့ဖြစ်နေပြန်လွတ်တဲ့အချိန်မှာလည်းတခြားလေးထိန်းပြီးတော့လွတ်ပါတယ်ဒီလေ့ကျင့်ခန်းကတော့ကျွန်တော်ရဲ့ဝင်းတွေကိုပို့ပြီးကျဲစေပါတယ်ဒီလေ့ကျင့်ခန်းကိုတော့12ကြိမ်လေးကြောဆော့ပါတယ်ခင်ဗျာအလေးလေးတွေကိုလည်းတကြောပြီးမှာကျွန်တော်တိုးပြီးတော့ progressive overload လေးဖြစ်အောင်ဆော့ပါတယ်ညက်အားဖြစ်လားနောက်ထပ်လေ့ကျင့်ခန်းတစ်ခုတော့ကျွန်တော်ရဲ့နောက်ကျောရဲ့အပေါ်ပိုင်းမှာဆယ်တွေကိုထိစေတဲ့လေ့ကျင့်ခန်းလေးလုပ်လိုက်ပါတယ်ခဏငါဆက်မှာပါပဲကျွန်တော်ကဒူးကနည်းနည်းလေးနာနေသေးတယ်ဆိုတော့နာလာတော့မဟုတ်တော့ပါဘူးပျောက်တော့ပျောက်နေပါပြီနည်းနည်းလေးအနာပျောက်ပြီးတော့နည်းနည်းလေးတင်းနေပါသေးတယ်အဲ့ဒါကြောင့်မလို့လန်လျှောက်တာတွေအများကြီးမလုပ်ဘဲနဲ့ဆက်တစ်ခုတည်းမှာပဲရသမျှလေ့ကျင့်ခန်းအစုံလုပ်တာပါအခုဒီလေ့ကျင့်ခန်းကဆိုရင်ကျွန်တော်ရဲ့ကြောအပေါ်ပိုင်းမှာဆယ်တွေကိုထိစေတဲ့လေ့ကျင့်ခန်းမှာဒီလေ့ကျင့်ခန်းကိုတော့12ကြိမ်လေးကြောလုပ်ပါတယ်ကဲနောက်ထပ်လေ့ကျင့်ခန်းတစ်ခုတော့ကျွန်တော်လက်မောင်းဆော့လိုက်ပါတယ်အခုလက်မောင်းကိုကျွန်တော်ဟမ်မာကားလေးဆော့လိုက်ပါတယ်ခင်ဗျာဒီလေ့ကျင့်ခန်းကိုတော့ကျွန်တော်ကစကြီးမှာတော့12ကြိမ်15ကြိမ်ဆော့ပါတယ်နောက်ပြီးတော့အလေးအများဆုံး9နိုင်တဲ့အလေးထဲဆိုရင်တော့အနည်းဆုံးတော့9ကြိမ်10ကြိမ်ရအောင်ဆော့ပါတယ်လက်မောင်းတွေပို့ပြီးကြီးလာအောင်လို့ပါတခြားလေးညှစ်ပြီးဆော့ပါတယ်ခင်ဗျာဒီရဲ့လက်မောင်းရှိလေ့ကျင့်ခန်းကိုတော့ကျွန်တော်ကနောက်ထပ်တစ်ခုနဲ့စူပါဆက်ပုံစံမျိုးဆော့ပါတယ်နောက်တစ်ခုတော့အခုလိုမျိုးဂုတ်ကိုဆော့တဲ့လေ့ကျင့်ခန်းပါဒီ
ဒီလေ့ကျင့်ခန်းနဲ့နှစ်ခုကိုလုံးဝတစ်ခုပြီးတစ်ခုလုံးဝမနာဘဲနဲ့ဆော်ပါတယ်အဲ့လိုမျိုးလေးကြောဆော်ပါတယ်ခင်ဗျာ Let's go နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကလည်းလက်မောင်းရှိလေ့ကျင့်ခန်းပါပဲဒီလေ့ကျင့်ခန်းလေးပါအခုလိုဆက်နေညှစ်လိုက်ပါတယ်ခင်ဗျာဆက်နေညှစ်တာဆိုတော့လုံးဝကိုစိတ်ချလက်ချညှစ်လို့ရပါတယ်အဲ့ချိန်မှာကျွန်တော်အားကုန်သုံးပြီးတော့တစ်ချက်ချင်းတစ်ခြားလေးညှစ်ပါတယ်ခင်ဗျာအလေးကိုအရန်ကြီးအများကြီးတိုးတာထက်စားရင်ကိုနိုင်တဲ့အလေးလေးပဲအချိန်ကြီးအတွက်ကိုပဲများများညှစ်ပါတယ်လက်မောင်းလေးကိုတင်းသွားစေဖို့ပါဒီလေ့ကျင့်ခန်းကိုလည်းလေးချောဆော်ပါတယ်ကဲနောက်ထပ်လေ့ကျင့်ခန်းတစ်ခုဆက်ဆော်ပါမယ်ဒီလေ့ကျင့်ခန်းတော့ဒီရဲ့မနက်ခင်းအတွက်နောက်ဆုံးလေ့ကျင့်ခန်းလို့ပြောလို့ရပါတယ်အခုလိုမျိုး sit that roll လေးပါဒီလေ့ကျင့်ခန်းကတော့ကျွန်တော်ရဲ့ဘက်မာဆယ်တွေတော်တော်လေးကိုထိစေဖို့ပါဘက်မာဆယ်အကုန်လုံးပေါ့နော်ဝင်းနေရောပြီးဆိုရင်ကျွန်တော်တို့ဒီကြောအလေကြွသားတွေရောထိစေပါတယ်ဒီလေ့ကျင့်ခန်းကိုတော့15က4ကြောဆော့ပါတယ်ဆော့တဲ့အကြောချင်းတွေတိုင်းပေါ်မှာလည်းအလေးတွေတူပြီးဆော့ပါတယ်ခင်ဗျာလုံးဝအမှန်ကန်ဖြုတ်နေပါတယ်ဒီလေ့ကျင့်ခန်းပြီးနော်ဒီနေ့မနက်ခင်းကတော့အေးဆေးလေးနားပါတော့မယ်လေ့ကျင့်ခန်းဖြစ်တဲ့ကြောင့်မို့လုံးဝခဏကွာကုန်သွားတဲ့အထိကိုဆက်လိုက်ပါခင်ဗျာဒီတော့အေးဆေးနာပါမယ်ဟယ်လိုဒါတော့ညနေခင်းဆက်ရှင်အတွက်ဂျင်းကိုသွားနေတာဖြစ်ပါတယ်ညနေခင်းမှာတော့ကျွန်တော်ကဘာဆွဲတာလေးတွေတိုက်ထိုးတာလေးတွေပဲလုပ်ပါတော့မယ်ပုံမှန်တိုင်းပါပဲလေ့ကျင့်ခန်းတွေမလုပ်ခင်မှာတော့သွေးပူလေ့ကျင့်ခန်းတွေလုပ်ပါတယ်အဲ့ဒါကတော့ဗီဒီယိုရှင်းတော့မှဆိုလို့မထည့်တော့ပါဘူးပထမဆုံးညနေခင်းလေ့ကျင့်ခန်းကတော့အခုလိုမျိုးပူအပ်ပါဘားခိုးလိုက်ပါတယ်ခင်ဗျာဘားခိုးတာတော့ကျွန်တော်အခုလိုမျိုးဆက်ကူညီနေပဲခိုးနေတော့မှာပဲဒီလေ့ကျင့်ခန်းကိုတော့10ချိန်လေးကြော့ခိုးပါတယ်ခင်ဗျာကျွန်တော်ဆက်ကူညီနေဆိုပေမဲ့လုံးဝအကူညီမပါတော့ဝိတ်ပြန်နဲ့ဆော့နေနိုင်ပါပြီနောက်ထပ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့တော့ကျွန်တော်ကတော့ထိုက်ထိုးပါတယ်ထိုက်ထိုးတာကိုလည်းပုံမှန်ထိုးတာမျိုးမဟုတ်ဘဲနဲ့အခုလိုမျိုးလက်ကိုနည်းနည်းလေးအပေါ်ထားပြီးထိုးလိုက်ပါတယ်အခုလိုထိုးရင်ကရေဘက်ကြက်သားတွေကိုပို့ပြီးတော့ဆွဲပြီးဖြန့်နိုင်တယ်လို့ခံစားရပါတယ်အဲ့တော့ကြောင့်မို့ရင်အုံလေးပို့ပြီးတော့ကြီးလာမှာပါဒီလေ့ကျင့်ခန်းကိုတော့15ကလေးကြော့ထိုးပါတယ်ကဲနောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ဘာရိုက်ပါတယ်ခင်ဗျာဘာရိုက်တာတော့အခုလိုမျိုးကျွန်တော်အောက်ဘိုက်အတွက်အဓိကထားပြီးရိုက်လိုက်ပါတယ်ခြေတော်မြောက်ပါတယ်ခြေတော်မြောက်တာကိုဒဲမြောက်တာပဲမဟုတ်ဘဲနဲ့အခုလိုမျိုးဘေးရောဆောင်းပြီးမြောက်ပါတယ်ခင်ဗျာဒဲမြောက်တာ9ကပြီးဆိုရင်အခုလိုမျိုးလောက်တာ9ကစီနဲ့အခုပေါင်း15ကလောက်ပါတယ်ဒါပြီးရင်နောက်ထပ်9ကကိုအချောတက်ကကျွန်တော်ဒဲဆော်လိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အောက်ဘိုက်တွေလုံးဝကျသွားအောင်လို့ပါနောက်ထပ်လေ့ကျင့်ခန်းတစ်ခုတော့ကျွန်တော်ရဲ့အပေါ်ဘိုက်တွေအတွက်ဆော်ပါတယ်အပေါ်ဘိုက်တွေအတွက်ဆော်တဲ့ချိန်မှာတော့ဒီနေ့မှာတော့အခုလိုမျိုးလေးဆော်လိုက်ပါတယ်ခြေထောက်လေးကိုအပေါ်မှာထောင်ထားပြီးတော့ညှစ်ပါတယ်ခင်ဗျာလုံးဝအပေါ်ဘိုက်တွေတစ်ချက်ကိုထိပါတယ်အဲ့ဒါကို15ကလုပ်ပါတယ်ပြီးပြီဆိုရင်အခုလိုမျိုးဘေးဆောင်းပြီးတော့နောက်ထပ်15ကလုပ်ပါမယ်ဘေးဆောင်းပြီးလုပ်တာကိုလည်းဘေးညာဆောင်းပါတယ်ခင်ဗျာဟိုဘက်ကို15ကဒီဘက်ကို15ကနဲ့ထောင်ပါတယ်အဲ့လိုမျိုး15က3ခု45ကပြေးမှတကြောပါအဲ့လိုမျိုး4ကြောဆော်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အပိုင်းမှာစေတွေလုံးဝအဆီတွေလုံးဝကိုကျသွားအောင်လို့ပါအမှန်တကယ်ကတော့ကာဒီယိုအတွက်လမ်းလျှောက်တာလေးလုပ်ရင်တော့ပိုကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကအခုကာဒီယိုလုပ်ဖို့လမ်းလျှောက်ဖို့အတွက်ကခြေထောက်ကအရန်ကြီးမကောင်းသေးဘူးဆိုတော့လမ်းလျှောက်တာကိုမလုပ်သေးပါဘူးအဲ့အတွက်ကြောင့်ပဲအခုလိုမာဆယ်တွေညစ်ပြီးပဲကာဒီယိုလည်းဖြစ်အောင်လို့လုံးဝစော်နေပါတယ်ကဲဒီလေ့ကျင့်ခန်းလေးပြီးရင်တော့ညနေပိုင်းအတွက်ပြီးပါပြီခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ် see you ပါအားလုံးလည်းကျမ်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ